အားလုံးမင်္ဂလာပါကျွန်တော်ဆရာဒေးဗစ်လာဖြစ်ပါတယ်ဖျားခင်ကျေးတော်သူပဲချီးမွမ်းပါတယ်ဖျားခင်ဒီကောင်းမြတ်တော်မူ၍ကိနာတော်အစင်မြတ်တည်သောကြောင့်ဂုဏ်ကျေးဇူးတော်ချီးမွမ်းပါတယ်ကျွန်တော်တို့မကြာမီကကျွန်တော်တို့ဗီဒီယိုကလစ်လေးတစ်ခုတင်ခဲ့တယ်အဲ့ဒီအရာကတော့ကျွန်တော်တို့ DMI အတွက်ကျွန်တော်တို့ School of Wisdom အတွက်ကျွန်တော်တို့မြေကွက်ဝယ်လိုက်တယ်ဆိုတဲ့အရာလေးဖြစ်တယ်အဲ့ဒီမြေကွက်ကကျွန်တော်တို့ထင်တယ်လို့ကျွန်တော်တို့ကျောင်းဆောက်ဖွင့်အတွက်အင်မတန်မှသေးတဲ့မြေကွက်ဖြစ်တယ်ဆိုတဲ့အခါမှာကျွန်တော်ဆက်ပြီးတော့ဆူတောင်းတဲ့အခါမှာဘုရားခင်ပြင်ဆင်ပေးလာခြင်းအပြင်ကျွန်တော်တို့ဒီနေရာကိုကျွန်တော်ဒီအဆောက်အုံနဲ့ကျွန်တော်တို့တခါတည်းကျောင်းကိုကျွန်တော်တို့ဝယ်လိုက်ပြီးဖြစ်ပါတယ်လို့ School of Wisdom အတွက်ကျွန်တော်ကျောင်းရသွားပြီးဖြစ်ပါတယ်အကြခင်မှာဒီနေရာမှာ building အသစ်လည်းထပ်ထွက်လာပြီးတော့မှဒီနေရာမှာကျွန်တော်တို့ကျောင်းဆောင်တွေကျွန်တော်စားတောက်ဆောင်တွေကျွန်တော်အကုန်ဖြစ်လာမှာဖြစ်ပါတယ် dining room တွေအကုန်လုံးဒီနေရာမှာဖြစ်လာမှာဖြစ်ပါတယ်ဒီ area ကိုဘုရားခင်ကပြင်ဆင်ပေးတာဖြစ်တယ်ကျွန်တော်တို့ယုံကြည်ခြင်းနဲ့ကျွန်တော်စဝယ်ပြီးဖြစ်တယ်ဒီနေရာကိုဘုရားခင်ပြင်ဆင်ပေးလို့ကျွန်တော်ရရှိတာဖြစ်ပါတယ်လို့ဒီနေရာကတော့အခန်းလဲလုံလောက်ကျွန်တော်တို့ကျောင်းသားတွေအတွက်အခန်းလုံလောက်ကျွန်တော်တို့ရှိတဲ့အတွက်ကြောင့်လည်းဘုရားခင်ကျေးဇူးတော်သူပဲချီးမွမ်းတယ်ဘုရားရှင်အင်မတန်မှကောင်းမြတ်တဲ့ဘုရားဖြစ်တယ်ဒီနေရာကိုကျွန်တော်ဝယ်တဲ့အခါမှာဘယ်သူရဲ့ထောက်ပံ့နေမှာကျွန်တော်ဝယ်တာမရှိဘူးညီကိုမောင်မတို့ကြံရှိတဲ့ငွေတွေလည်းရှိပါသေးတယ်သို့တော်ညာလည်းကျွန်တော်ညီကိုမောင်မတို့ကျွန်တော်ဘသူစီယာမှလူငွေကောက်ချင်းမရှိပါဘူးသို့တော်ဘုရားနိုင်ငံတော်အတွက်ကျွန်တော်နှစ်ပတ်အတွင်းမှာဒီဟိုတန်းနဲ့ချီတဲ့ငွေများကိုကျွန်တော်ချေရတော့မှာဖြစ်တဲ့အတွက်ကြောင့်ပါဝင်ခြင်းတဲ့သူများရှိပါကပါဝင်လို့ရတယ်ဆိုတဲ့အကြောင်းကျွန်တော်ပြောပြစေဖရာသခင်အောဘွေရာတတ်တည်ထူမဲ့ဖရာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ညီကိုမောင်မတွေကောင်းကြီးတကားကိုကျွန်တော်ဖွင့်ပေးတာဖြစ်တယ်ပါဝင်ခြင်းတဲ့သူများပါဝင်လို့ရတယ်ဆိုတဲ့အကြောင်းပြောပြခြင်းနဲ့ပါဝင်ခြင်းတဲ့သူတွေဒီအမိုင်ကိုဆက်သွယ်ပေးပါဒီနေရာနှစ်ပတ်အတွင်းမှာကျွန်တော်တို့ချေရတော့မှာဖြစ်တယ်ဖရာရှင်အောဘွေရာလှုပ်ဆောင်မဲ့အရာဖြစ်တယ်ဘုရားသခင်လက်တော်လည်းမြင်တွေ့ရမယ့်အရာဖြစ်ပါတယ်လို့ဒီအတွက်ကြောင့်ဒီနေရာ January လမှာဒီနေရာမှာစပြီးကျွန်တော်ကျောင်းကိုစပြီးတော့ဖွင့်လှစ်တော့မှာဖြစ်တဲ့အတွက်ကြောင့်ဘုရားသခင်လက်တော်ကျွန်တော်ဒီမှာဆိုမြင်တွေ့ရမှာဖြစ်တယ်။ဒါကြောင့်ဘုရားခင်ကျေးဇူးတော်ချီးမွမ်းတယ်။ဘုရားခင်ဒီသက်သေထူတဲ့ဘုရားဖြစ်တယ်။ဆိုတော့ဒီနေရာဆိုရင်ဒီပင်ရိပ်လေးနဲ့သတ္တရာကျွန်တော်ရှိတယ်။ဒါတော့၃ထပ်ရှိတယ်။ဒီကောင်မောင်မတို့ဒီ၃ထပ်မှာကျွန်တော်တို့ကျောင်းသားတွေလွတ်လပ်နေထိုင်လို့ရတဲ့နေရာတခါကို2ယောက်ပဲနေရမှာဖြစ်တယ်အကောင်းဆုံးခန်းကိုဘုရားခင်ပြင်ဆင်ထားပြီးဖြစ်တယ်မကြခင်မှာဟိုဘက်တွေမှာလည်းပဲကျွန်တော်တို့နားနေဆောင်နေကျောင်းဆောင်နေပြီးတော့မှဒီစားတော့မဲ့နေရာတွေထွက်ပေါ်လာမှာဖြစ်တဲ့အတွက်ကြောင့်ဘုရားရှင်အင်မတန်မှကောင်းမြတ်တဲ့ဘုရားရှင်ဖြစ်တယ်ဘုရားကလှပစွာအလုံးလုံးနေပြီဖြစ်ပါတယ်ဒီအတွက်ကြောင့်ညီကောင်မောင်မတို့ဒီ ministry အတွက်ဒီ building ကြီးအတွက်ကျွန်တော်တန်းချီတဲ့ building ဖျားခင်ပြင်ဆင်ပေးတာဖြစ်တဲ့ဒီနေရာအင်မတန်ကောင်းတဲ့နေရာဖြစ်တဲ့ချင်းမိုင်မှာဆိုရင်ဖယား University ရဲ့နေချင်းဆိုင်ဖြစ်ပါတယ်လို့ဖျားခင်အောဘွေရမဆထားတဲ့နေရာဖြစ်တဲ့အတွက်ကြောင့်ဒီ ministry မှာပါဝင်ခြင်းတဲ့သူများရှိရင်ဒီ minus ဆက်သွယ်ပြီးတော့မှပါဝင်လို့ရတဲ့ဒီ building အတွက် School of Wisdom building အတွက်ပါဝင်ခြင်းတဲ့သူများပါဝင်လို့ရတယ်ဆိုတဲ့အကြောင်းကျွန်တော်ဖိတ်ခေါ်ချင်ပါတယ်ရောက်စီတိုင်းဖျားရှင်ကောင်းကြီးပေးပါစေကျွန်တော်တို့ကြောင်းတက်မဲ့သူများကတော့ဒီနေရာမှာ January လမှာကျွန်တော်ပြန်လည်တွေ့ဆုံမှာဖြစ်ပါတယ်ရောက်စီတိုင်းကိုသူပဲကျေးဇူးတင်တဲ့ရောက်စီတိုင်းဖျားရှင်တိုင်းကောင်းကြီးပေးပါစေ Love you all